အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ file နေရှင်းတဲ့နည်းလေးပေါ့နော်ရှင်းတဲ့နည်းလေးမှာရင်တော့ဆိုလို့ရှိရင် window ကခေါ်ရတယ်window ကခေါ်တယ်ခေါ်ပြီးရင်ဒီထဲမှာ reason ဆိုလဲ reason ပြီးသွားရင် perfect တို့temp တို့ဒီလိုမျိုးပေါ့နော် clean နေအကုန်လုံးပေါ့အဲ့ဒါတွေအကုန်လုံးကိုတစ်ချက်လေးနဲ့နှိပ်ပြီးတော့ဒီသုံးကျင်တာပေါ့နော်အဲ့ဒါကိုဘယ်မှာသွားမေးထားလဲဆိုတော့ ChatGPT မှာသွားမေးထားပါတယ်အဲ့တော့ဒီဒါလေးကိုဖွင့်နေပါနော်ဖွင့်လိုက်လို့ရင်တော့တစ်ချက်လေးနဲ့အကုန်လုံးရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒါလေးကိုတော့တစ်ချက်ပြန်ပြီးတော့ဖြတ်ထားလိုက်ပါမယ်ဖြတ်ပြီးတော့ဘယ်ကနေသွားယူရလဲဆိုတော့ Google Chrome ကနေပြီးတော့သွားပြီးတော့ ChatGPT ကိုဝင်လိုက်ပါမယ်ဝင်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီစာလေးကိုရိုက်ထည့်လိုက်မယ်ပေါ့နော်right click ပေါ့နော် right click နဲ့တောင်းလိုက်တာအဲ့ပြီးတဲ့အခါကျလို့ရှိရင်ဒီစာတွေအကုန်လုံးရိုက်တယ်ရိုက်ပြီးသွားတဲ့အခါကျလို့ရှိရင်အဲ့ဒီမှာဘာလို့သေးလဲဆိုတော့ဒီစာလေးတောင်မှာပဲ copy ကူးတယ်အောင်နော်မရိုက်ချင်တော့လို့ပါဒါလေးကြံခဲ့လို့ဒါလေးတွေအကုန်လုံးကိုတစ်ချက်ကလေးနဲ့ပဲတောင်းပါနော်အဲ့တော့ဒါလေးကိုစာလေးပို့လိုက်ကြပါအဲ့ဆိုရင်သူကပြန်ပြီးတော့ပို့လာပြီးတယ်ခဏလေးဆောင်လိုက်သူက back file လေးပေးတယ်အဲ့ back file လေးပေးတဲ့အခါလေရလို့ရှိရင်ဒါလေးကို copy လေးကူးလိုက်မယ်နော်ဒီမှာဒါလေး note လေးသူကပေးထားတဲ့ notepad ဖွင့်ပြီးသွားတဲ့အခါကျလို့ရှိရင်အောက်ကဒီ code တွေ copy ကူးယူလိုက်တာပေါ့ဒီ code တွေအဲ့တော့ဒီမှာသူပေးတဲ့ file လေးကိုပဲ copy ကူးယူလိုက်တယ် copy ကူးပြီးသွားတဲ့အခါကျမှသူကသိမ်းခိုင်းတယ် file နဲ့ကနေတော့ notepad ထဲမှာနော် save နဲ့ဒီနာမည်လေးနဲ့သိမ်းလိုက်တဲ့ပြီးသွားရင် file ရဲ့ဒီ save ရဲ့တိုင်းမှာကျတော့သူ all file လို့သိမ်းခိုင်းထားတာအဲ့တော့သူပြောတဲ့လိုမျိုးလေးပေါ့သွားလုပ်လိုက်မယ်ဒီထဲက notepad လေးရွေးတော့ copy ကူးပြီးသားဟာလေးကိုဒီမှာ right click ပေးနေပြန်ချလိုက်ချပြီးသွားလို့ရှိရင် file ကိုပြန်ဝင်တယ် save နဲ့ပွားခိုင်းတယ်save နဲ့ပွားပြီးတော့ဒီမှာကတော့ all file ကြီးခိုင်းတယ်ဒီမှာ file name မှာပါပေးထားလေသူက file name မှာ one click cleaning back ဆိုပြီးတော့သူကပေးထားခိုင်းတယ်အဲ့ဒီ copy ကူးတယ်ပြီးသွားလို့ရှိရင်ဒီမှာပြန်ရေးလိုက်ပြန်ထားလိုက်ပေါ့နော်ပြီးသွားတဲ့အခါကျလို့ရှိရင်တော့ desktop လေးရွေးပြီးတော့ save ကိုနှိပ်လိုက်အဲ့ဆိုရင်သွားပြီးကြည့်လိုက်မယ်အဲ့ဒီမှာဒီ file လေးရောက်လာအဲ့တော့အဲ့ဒါလေးကိုချက်နှိပ်ချလိုက်အဲ့ဆိုရင်စောစောသူပေးထားတဲ့ cleaning app တွေအကုန်လုံးကိုသူကရှင်းပြီးတော့ပေးသွားပါလိမ့်မယ်နော်အားလုံးပဲဆင်ပြေကြပါစေနော်ဒီမှာနော် press continue ဆိုလို့ရရင်တခြားဟာလေးနေလိုက်တော့ကြောက်သွားလိမ့်